အားလုံးပဲကြော်ကစ်ချက်နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်လည်းဗီဒီယိုလေးတွေကတော်တော်လေးတင်ရတာချားနေတယ်ပေါ့နော်ဒီတစ်ခါကတော့ပစုံကိုကျွန်တော်မြူတီးစိမ့်ဆက်ဆက်ကလေးနဲ့ပြီးရင်ဘောရှမ်းနန်နန်လေးအုပ်တဲ့ဟာလေးကိုကျွန်တော်ချက်ပြမှာဖြစ်ပါတယ်ရှူရှဲရှဲလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ခင်ဗျာဒီထဲမှာပစုံကိုကျွန်တော်ပထမဆုံး marinate လုပ်တယ်ပေါ့နော်ဘာတွေထည့်ထားလဲဆိုတာကိုကျွန်တော်စားထဲမှာရေးပြထားပါတယ်ပြီးရင်ကျွန်တော်တို့ကြက်သွန်ဖြူချင်းမြူတီးစိမ့်ကိုချိန်မယ်ပြီးရင်ရှမ်းနန်နန်ကိုလည်းကျွန်တော်ညှက်ထားမယ်ပေါ့ပြီးရင်ငပိနည်းနည်းလိုပါမယ်ငပြာကြီးကတော့လိုအပ်ရင်ထည့်ပါမလိုအပ်ရင်လည်းမထည့်ပါနဲ့ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ပစုံကျွန်တော်တို့ marinate လုပ်တဲ့ချိန်မှာနေတဲ့ချိန်မှာငပြာကြီးနည်းငယ်ထည့်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခုပထမဆုံးကတော့ကျွန်တော်တို့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ငရုတ်တီးစိမ့်ရဲ့ကိုကြည့်ရမှာပေါ့နော်ငရုတ်တီးစိမ့်ကိုဘယ်လောက်ထည့်ရမလဲဆိုတာကတော့ဒီငရုတ်တီးစိမ့်ကကိုဘယ်လောက်အဆက်စားနိုင်လဲပုံမူတည်ရငရုတ်တီးစိမ့်ကတစ်ခုနဲ့တစ်ခုလည်းမတူဘူးတစ်ခါနဲ့တစ်ခါနဲ့မတူတဲ့အတွက်ကြောင့်အဆက်ကပြောရတာခက်ပါတယ်ကိုအဆက်ရမ်းကြိုက်တယ်ဆိုရင်တော့ငရုတ်တီးစိမ့်ကိုတိုင်းတန်စားနိုင်တဲ့လောက်ပေါ့နော်ထည့်လို့ရပါတယ်ခင်ဗျာဒီဟင်းလေးကတော့အရန်လည်းလွယ်ကူတယ်ချက်ရတာလည်းအရန်မြန်ဆန်ပါတယ်15မိနစ်လောက်ဆိုရင်ပြီးပါပြီဘာဖြစ်လဲဆိုတော့ပစုံရဲ့ဒီချက်ချိန်ကခဏလေးပါပဲကျွန်တော်တို့10မိနစ်နဲ့မိနစ်ဆိုရင်ဒါပစုံချက်ချိန်ကကျက်သွားပြီဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဟင်းကအရန်မြန်လာလည်းဖြစ်ပါတယ်ဒီကူလန်ထရိုလို့ခေါ်တဲ့ဒီရှမ်းနန်နန်ပေါ့နော်ရှမ်းနန်နန်ကမရှိရင်ကျွန်တော်နန်နန်မင်ထည့်လို့ရပါတယ်ခင်ဗျာရှမ်းနန်နန်ကတော့ပုံမွေးတာပေါ့နော်တချို့ကရှမ်းနန်နန်အနက်မကြိုက်ဘူးဆိုရင်တော့နန်နန်မင်ကိုသုံးပေါ့တခုမဟုတ်တခုတော့ထည့်ကိုထည့်ရပါမယ်ဒီဟင်းလေးကအရန်ကိုစားကောင်းပြီးတော့သမင်းမြိန်စေတဲ့ဟင်းလေးတစ်ခွက်လည်းဖြစ်ပါတယ်ကျွန်တော်တို့ပါဝင်ပစ္စည်းတွေ ready ဖြစ်ပြီဆိုရင်ဒေအိုထဲမှာကျွန်တော်တို့စီနေငယ်ထည့်ပါမယ်ဒီဟင်းရဲ့လိုအပ်ချက်တစ်ခုကတော့ဒီနေရာမှာပါပဲဘာဖြစ်လဲဆိုတော့ကျွန်တော်ပစုံကိုအရင်ဆုံးစပြီးတော့စီပူလာရင်ကြော်ပါမယ်ခင်ဗျာပစုံကထုံးစံတိုင်းချက်တဲ့အခါမှာရေအရန်ထွက်တယ်အဲဒါကြောင့်ကျွန်တော်ဒီရေအရန်ထွက်တဲ့ဟာကိုကျွန်တော်သိကြည့်အဲဒါကြောင့်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပစုံကိုအရင်ကြော်လိုက်တယ်ကြော်ပြီးတော့ပစုံက10မိနစ်နဲ့မိနစ်လောက်ဆိုရင်ပစုံကျက်သွားပြီကျက်သွားပြီဆိုရင်ကျွန်တော်ပစုံလေးတွေကိုအရင်ဆုံးဆယ်ထားလိုက်မှာဖြစ်ပါတယ်ဆယ်ပြီးတော့ရင်ပစုံကထွက်တဲ့အရည်လေးကိုကျွန်တော်ခန်းအောင်လို့နည်းနည်းဒီအိုးထဲမှာပဲဆက်ပြီးတော့ချက်ထားမယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ချက်ထားတာပစုံကကျက်သွားပြီဆိုတာနဲ့ကျွန်တော်ပစုံတွေကိုပစလုံးတစ်ခုထဲမှာထည့်လိုက်မှာဖြစ်ပါတယ်ထည့်ပြီးတော့ရင်ဒီပစုံကထွက်တဲ့အရည်တွေကကြံနေမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီပစုံကထွက်တဲ့အရည်တွေကိုကျွန်တော်အနေငယ်ခန်းသွားအောင်ဒီဟိုထဲမှာပဲဆက်ပြီးတည်ထားမှာဖြစ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်ဒီပစုံရဲ့ရတာကလည်းမပြောက်သွားဘူးပြီးရင်ရေတွေလည်းနည်းနည်းခန်းသွားမယ်ပေါ့နော်ပြီးရင်စီနည်းနည်းထပ်ထည့်လိုက်မယ်စီပူလာပြီဆိုရင်ကျွန်တော်ကြက်သွန်ဖြူနဲ့ငရုတ်စိမ့်ကြိတ်ထားတာကိုထည့်ပြီးတော့ကျွန်တော် sauté လုပ်တာပေါ့နော်အနေငယ်စီတက်တဲ့သဘောမျိုးလေးလုပ်လိုက်မှဖြစ်ပါတယ်ခဏလေးစီတက်ပြီးတော့လည်းကျွန်တော်ငပိထည့်ပါမယ်ခင်ဗျာဒီဟင်းရဲ့အတက်ကငပိပေါ့နော်ဒီငပိနဲ့မွေးမွေးလေးနဲ့ကျွန်တော်တို့ရှမ်းနန်နန်နဲ့ငရုတ်စိမ့်ဆက်ဆက်ကလေးနဲ့စားရတာဖြစ်ပါတယ်ငပိလေးကိုတစ်ခါလေးထည့်ပြီးတော့ကျွန်တော်အားလုံးရောသွားအောင်တေချာလေးခြေပြီးတော့အမွှေးပေးပါမယ်ခင်ဗျာငပိလေးအကုန်လုံးခြေပြီးတော့အနံ့လေးမွေးလာပြီဆိုတာနဲ့ကျွန်တော်တို့ပစုံထည့်ပြီးတော့ကြော်လို့ရပါပြီဒီဟင်းလေးကချက်ရတာအရန်လည်းမြန်တယ်စားလို့လည်းကောင်းတယ်သမင်းလည်းမြင်စီတဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်အခုပစုံထည့်ပြီးတာနဲ့တေချာအားလုံးကိုမွေပြီးတာနဲ့ဆိုရင်ကျွန်တော်တို့ဒီရှမ်းနန်နန်လေးအုပ်လိုက်ရင်ကျွန်တော်တို့အရန်ကိုမွေးကြိုင်ပြီးတော့စားလို့ကောင်းတဲ့ဟင်းလေးတစ်ခွက်ကိုရရှိပြီဖြစ်ပါတယ်ဒီအကယ်၍ကျွန်တော်တို့ရှမ်းနန်နန်မရှိဘူးဆိုလည်းနန်နန်မင်းနဲ့ကြော်လို့ရပါတယ်အဓိကတော့ဒီမှာတော့ကျွန်တော်ရှမ်းနန်နန်နဲ့ကြော်ထားတာပေါ့နော်ရှမ်းနန်နန်လေးရဲ့ငပိလေးရဲ့ငရုတ်တီးစိမ့်ဆက်ဆက်ကလေးနဲ့ကျွန်တော်ဆက်ဆက်ကလေးကြော်ထားတာဖြစ်ပါတယ်အကယ်၍ရှမ်းနန်နန်မရှိဘူးအကယ်၍ကျွန်တော်တို့ကဒီနန်နန်မင်းပဲသုံးကျင်တယ်ဆိုလည်းနန်နန်မင်းသုံးလို့ရပါတယ်ခင်ဗျာဒါမိမိစိတ်ကြိုက်အဆင်ပြေသလိုပြုလုပ်လို့ရပါတယ်ပြီးတော့ကျွန်တော်ဒီကြော်ပြီးတော့အရသာလေးကိုကျွန်တော်အငံတက်ကိုဒီငပိရဲ့အငံတက်ကနည်းနည်းလေးနည်းနေတဲ့အတွက်ကြောင့်ကျွန်တော်ငံပြာရည်လေးအနည်းငယ်ထည့်ပြီးတော့အငံတက်လေးကိုပို့ယူလိုက်ပါတယ်အကယ်၍ကိုကအငံမလိုတော့ဘူးဆိုရင်လည်းငံပြာရည်မထည့်လည်းရပါတယ်ခင်ဗျာအဓိကကတော့ဒီထဲကတော့ငပိအနံ့နဲ့ပဲချက်သွားတာဖြစ်ပါတယ်ငံပြာရည်ကတော့ကိုအကယ်အငံတက်နည်းနည်းလိုချင်နေဆိုရင်ထည့်လို့ရပါတယ်အခုဆိုရင်အရန်ကိုရတာရှိပြီးတော့မွေးကြိုင်နေတဲ့ငပိနံတင်းတင်းလေးနဲ့ပစုံရှမ်းနန်နန်ငရုတ်တီးကြော်လေးကိုရရှိပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ငွေချင်းအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာဗီဒီယိုလေးတွေတော်တော်မလုပ်ဖြစ်ပါဘူးအရန်ကိုမားတဲ့အတွက်ကြောင့်ပါ